ဒီနေ့တော့ပန်းသီးအလေးဖြစ်ပါတယ်ဟုတ်ပြီပန်းသီးကိုထိုင်းလို့ apple ပန်းသီးဒါဆိုရင်ပန်းသီးအနီရောင်ကို apple สีแดงဟုတ်ပြီဒါဆိုရင်ပန်းသီးကိုကျွန်တော်တို့ခွန်ခွာမယ်ပေါ့နော်ဒါဆိုရင်ခွန်ခွာတော့ထိုင်းလို့ปอกเปลือกဒါတော့အမြန်ပြောတာပေါ့ဒီစလုံးပေါင်းတိုင်းပြောရရင်တော့ปอกเปลือกရမယ်နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ခွန်ခွာမယ်ဆိုတော့ဒီလိုမျိုးခွန်ခွာဓာတ်လို့တယ်ပေါ့နော်ခွန်ခွာဓာတ်ကိုมีดปอกเปลือกတချို့ဒီဟာကိုထိปอกเปลือกလို့လည်းခေါ်တာရှိတယ်တူတူပဲเนาะဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ခွန်ခွာပြီးသွားပြီဆိုလို့ရှိရင်ဘာလုပ်မလဲဆိုရင်ခွဲမယ်ခွဲတာကိုထိုင်းလို့ผ่าခွဲတယ်ပေါ့เนาะโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ခွဲဖို့အတွက်ဓာတ်လို့တယ်ပေါ့เนาะဒီလိုဓာတ်ကိုมีดဓာတ်ဟုတ်ပြီကျွန်တော်တို့ဒီမျိုးအစိတ်လိုက်လေးလီးတာပေါ့နော်หั่นเป็นชิ้นအစိတ်လိုက်လီးတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်တစ်လုံးမှာဘယ်နှစိတ်ရလဲထိုင်းလို့မြင်မယ်ဆိုရင်ลูกหนึ่งได้กี่ชิ้นลูกหนึ่งတစ်လုံးမှာได้ရပါတယ်กี่ชิ้นဘယ်နှစိတ်လဲအဲ့တစ်လုံးမှာဘယ်နှစိတ်ရလဲအခုဒီဗီဒီယိုကြည့်နေလူတွေကိုကျွန်တော်ညံစမ်းလေးမေးချင်ပါတယ်တစ်လုံးမှာ8စိတ်ရတယ်ဆိုရင်ထိုင်းလိုမျိုးဘယ်လိုမျိုးရေးမလဲ comment လေးမှာဖြည့်ပေးခဲ့ပေးပါဦးเนาะဒါဆိုရင်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်